5သိန်းလောက်တာဆေးပေးတဲ့ဒီ channel လေးကိုသိန်း20ရအောင်ဘယ်လိုလုပ်လိုက်လဲဆိုတာသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်ရှုလိုက်ပါအားလုံးမင်္ဂလာပါအေရှာကြီးကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ဒီ channel လေးရဲ့လုတ်ချစ်တဲ့ဈေးကွက်ကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ channel လေးကဒီ sweaty အတိုင်းလေးပေါ့ဗျာဒီ sweaty အတိုင်းလေးပို့တိုက်လိုက်တဲ့အချိန်မှာတော့9သိန်းပဲပေးပါတယ်ဗျ9သိန်းပဲပေးတာဈေးမကိုက်လို့ဆိုပြီးမှကျွန်တော်တို့ဒါအထည်ပေါ်ကနေဖြုတ်ပြီးမှဒါလုတ်ချစ်ထဲမှာပေါ့ဗျာဒါကျွန်တော်ရဲ့မိတ်ဆွေကြောက်ပိုင်ရှင်နဲ့အတိုင်းမြင်ပြီးမှအလဲကနေဖြတ်ပြီးဆိုမှကျွန်တော်တို့အပွင့်နှစ်ပွင့်ရအောင်ထုတ်မှာဖြစ်ပါတယ်ဘာကြောင့်မို့လဲဆိုတော့ကာလာကွဲနေတာဖြစ်တဲ့အတွက်ကြောင့်ကာလာကွဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဈေးမရတာပေါ့ဗျာဒါနဲ့ပဲကျွန်တော်ရဲ့မိတ်ဆွေကြီးနဲ့အတိုင်းမြင်ပြီးတဲ့အခါမှာတော့ဒါကျွန်တော်ကိုယ်တိုင်အလဲကနေဖြတ်ပြီးမှအပွင့်နှစ်ပွင့်ရအောင်ထုတ်မှာဖြစ်ပါတယ်ကျွန်တော်အပွင့်နှစ်ပွင့်ရပြီးသွားတဲ့အနေထားလေးကြည့်ကြအောင်ဗျဒါလေးကတော့ကျွန်တော်တို့အပွင့်နှစ်ပွင့်ရပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ညာဘက်ချမ်းအပွင့်လေးကတော့ကာလာတော်တော်လေးကိုမှစီးပါတယ်ဗျတော်တော်လေးကိုမှလာသွားပါတယ်။ဘာကြောင့်မို့လဲဆိုတော့အပေါ်ကဒီနည်းနည်းရော့တဲ့အားကပျောက်သွားတာဖြစ်တဲ့အတွက်ကာလာပို့ပြီးမှပွင့်လာတယ်ပေါ့ဗျာ။ဒါနဲ့ပဲကျွန်တော်တို့အပွင့်သွေးမယ်ပေါ့ဗျာနော်။ဒါလေးကတော့ကျွန်တော်တို့အပွင့်သွေးပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်။အပွင့်သွေးပြီးသွားတဲ့အနေထားမှာတော့ကျွန်တော်တို့ဒီပုံစံတိုင်းတိုက်မယ်ဆိုရင်တော့ဈေးရတာနည်းမှာပေါ့ဗျာ။ဈေးရတာနည်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီအထည်လိုင်းထိသွားမှာဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်တို့အထည်ဆင်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်ကျွန်တော်တို့ကလက်စွပ်လေးဆင်လိုက်တယ်ပေါ့ဗျာဟိုတပွင့်ကတော့ရော့တာဖြစ်တဲ့အတွက်အထည်မဆင်တော့ဘူးပေါ့ဗျာဒီအထည်ဆင်ထားတဲ့အပွင့်လေးကိုပဲပွဲတိုက်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တဘာဝအလင်းရောင်နဲ့ရိုက်ပြပေးနေတာဖြစ်ပါတယ်ဗျတဘာဝအလင်းရောင်ကာလာလေးပေါ့ဗျာနော်ဒါဆိုရင်တော့ကျွန်တော်တို့မီးဖြူရောင်အောက်မှာရိုက်ပြပေးနေတဲ့အနေထားလေးကြည့်ကြည့်ဦးဆိုဗျ။ဘာကြောင့်မလဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပညာရစီခြင်းလို့ပါ။ဒါကတော့ကျွန်တော်တို့မီးဖြူရောင်အောက်မှာရိုက်ပြပေးနေတဲ့အနေထားလေးဖြစ်ပါတယ်။ transfer တဲ့အမျိုးကကျွန်တော်တို့ကမီးဖြူရောင်နဲ့ကြည့်မိတယ်ဆိုရင်တအားလာတာဖြစ်ပါတယ်ဗျ။ဒါအဲ့ဒါလေးကိုလည်းကျွန်တော်တို့ကသိထားရမှာဖြစ်ပါတယ်။ဘာကြောင့်မလဲဆိုတော့ကြောက်ကအခုမြင်နေရတဲ့အတိုင်းဆိုရင်တော့10ကြီးရာပိုင်းကြောက်ဖြစ်ပါတယ်ဗျ။ဘာကြောင့်မလဲဆိုတော့အရင်လနေတာဖြစ်တဲ့အတွက်ကြောင့်ပါ။ကဲဒါနဲ့ပဲကျွန်တော်တို့ပွဲသွားတိုက်တယ်ပေါ့ဗျာနော်ပွဲသွားတိုက်လိုက်တဲ့အချိန်မှာတော့320ဒီအမြင့်ဆုံးရောက်ပါတယ်320ဒီအမြင့်ဆုံးရောက်တာနဲ့ပဲ320နဲ့ရောင်းပေးခဲ့လိုက်တာဖြစ်ပါတယ်အဲဒါမူရင်းစောစောပိုင်းကသူ့ရဲ့ trade စီကတော့9သိန်းဖြစ်ပါတယ်9သိန်းကိုကျွန်တော်တို့ကလှုပ်ချစ်ပြန်ပြောင်းလိုက်တဲ့အချိန်မှာတော့320ဒီရောက်သွားပါတယ်ဗျဒါလည်းမင်္ဂလာတစ်ခုပေါ့ဗျာနော်ဒါလေးကတော့ကျွန်တော်တို့320နဲ့ရောင်းခဲ့ရတဲ့ပေါင်ချာလေးဖြစ်ပါတယ်တင်တန်းမိမ့်နေကြတဲ့ညီကိုများတွေကျွန်တော်ရဲ့တင်တန်းကတော့8လပိုင်း3ရက်နေ့စာမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့တင်တန်းမှာဘာတွေတင်လဲဆိုရင်တော့လက်ရလိုင်းအပွင့်လိုင်းဆိုမှ2လိုင်းရှိပါတယ်ဗျ။အဲ့တော့အပွင့်လိုင်းပဲတက်လက်ရလိုင်းပဲတက်ကျွန်တော်ပတိလုံးနီးပါထပ်ပြီးမှပညာဒါနအနေနဲ့ထပ်ပြီးမှတင်ပေးသေးပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့2လိုင်းသလုံးတက်မယ်ဆိုရင်လည်းတက်လို့ရပါတယ်ဗျ။တင်တန်းတက်မဲ့ညီကိုများတွေကတော့ကျွန်တော်ရှင်မှာအခုကနေစပြီးမှတင်တန်းအပ်လို့ရပါပြီဗျ။ဒီဗီဒီယိုလေးကနေကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လည်းအကျိုးတစုံတရာရရှိစေမယ်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုအားပေးကြအားလုံးကိုကျေးဇူးတင်ပါတယ်။